ပင်လယ်ရဲ့အလယ်မှာသင်္ဘောလည်းမဟုတ်ကြောက်တောင်ကြီးလည်းမဟုတ်ဒါပေမဲ့မှုန်နှွမ်းတွေကိုတော့မမှုတဲ့ကမ်းလွန်ပင်လယ်ပြင်ကရေနံတူးစင်တွေကိုဘယ်လိုများတိဆောက်ထားကြလဲပင်လယ်ထဲကလှိုင်းလုံးတွေကြားထဲမှာရေနံတွေကိုတူးတယ်ဒီရေနံတူးစင်တွေကိုဘယ်လိုတွေများလုပ်ကြလဲဆိုပြီးတွေးဖို့ကြမှာပါဒီတော့နှက်တဲ့ပင်လယ်ထဲမှာတရားတွေဆောက်တယ်လို့ဒီရေနံတူးစင်တွေကိုသွားဆောက်ထားတာလားဒါမှမဟုတ်ကုန်းပေါ်မှာရေဆောက်ပြီးကမှဘေးကနေရေတွေထည့်တာလားလို့အမျိုးမျိုးတွေးကြည့်ဘူးတယ်တကယ်တော့ရေနံတူးစင်ဆောက်ရတာပင်လယ်ပြင်ရဲ့သဘာဝအခြေအနေနဲ့ကိုက်ညီအောင်လုပ်ရတယ်လို့ရေနံတူးစင်ကြီးတစ်ခုလုံးဆောက်ရတာလည်းဘယ်ကူတဲ့ကိစ္စမဟုတ်ပါဘူးဒီနေ့တော့ကမ်းလွန်ပင်လယ်ပြင်ကရေနံတူးစင်တွေဘယ်လိုတိဆောက်ထားလဲဆိုတာကိုဘိုးသူဒအနေနဲ့ပြောပြပေးပါမယ်ပထမဆုံးတူးစင်ကြီးကိုမြေကြီးပေါ်မှာအရင်ဆုံးတိဆောက်ပြီးမှသင်္ဘောတွေနဲ့တူးစင်ကြီးကိုပင်လယ်ထဲဆွဲသွားပြီးရေနံစတူးမဲ့နေရာမှာထားရတာပါပထမဆုံးမြေကြီးမှာအရင်တိဆောက်တဲ့အကြောင်းကိုပြောပြပါမယ်ဘူမိဗေဒပညာရှင်တွေကရေနံနဲ့သဘာဝဓာတ်ငွေ့တွေရနိုင်မဲ့နေရာကိုရှာဖွေသတ်မှတ်ကြပါတယ်ကွန်ပျူတာဆော်ဝဲတွေရဲ့အကူအညီကိုယူပြီးရေနံတူးစင်ဒီဇိုင်းကိုအသေးစိတ်ရေးဆွဲကြပါတယ်တူးစင်ရဲ့လေးချိန်ကိုခံနိုင်ဖို့အောက်ခြေကိုနက်နက်ရှိုင်းရှိုင်းတူးဖော်ကြပြီးခိုင်ခန့်နဲ့အုတ်မြစ်ကိုတိဆောက်ကြတယ်အဲ့နောက်တမ်မဏိဘောင်တွေနဲ့တူးစင်ရဲ့ကိုယ်တွေကိုစလုပ်ရပါတယ်ရေနံတူးစင်မှာပဲလျှက်စစ်တာအားထုတ်လုပ်ဖို့ဒီဇယ်ဆက်တွေရေနံချက်လုပ်ရန်ကန်တွေလူတွေနေထိုင်မှုအခန်းတွေနဲ့တခြားလိုအပ်တဲ့စက်ပစ္စည်းတွေကိုတပ်ဆင်ကြတယ်မြေပြင်မှာတိဆောက်ပြီးသည့်တဲ့အခါဒီတူးစင်ကြီးကိုပင်လယ်ထဲရှိဖို့လုပ်ကြရပါတယ်အဲ့ဒီအခါသင်္ဘောတွေအများကြီးကတူးစင်ရဲ့အစိပ်ပိုင်းတွေကိုခွဲပြီးတင်ကြပါတယ်မြေပြင်ကဆောက်ထားတဲ့တူးစင်ရဲ့အစိပ်ပိုင်းတွေကိုကရိန်းနဲ့သင်္ဘောပေါ်ကိုစစ်ချလက်ရှိတင်ကြရတယ်ဒီလုပ်ငန်းစဉ်ကလမ်းနဲ့ချီအောင်ကြာရုံလည်းပြောကြတယ်ပြီးတဲ့အခါသင်္ဘောတွေအများကြီးနဲ့ရေနံကြောရှိတဲ့ရေနံတူးမဲ့နေရာကိုတွားပြီးခုနကတူးစင်ကြီးကိုနေရာချပါတယ်ပင်လယ်ပြင်ရဲ့သဘောဝအန္တရာယ်နဲ့ရင်ဆိုင်မှုရေနံတူးစင်ကြီးကိုစနစ်တကျပြန်လည်တည်ဆောက်ရပါတယ်ရေနံတူးမဲ့နေရာကိုသတ်မှတ်ပြီးရင်ပင်လယ်ကျမ်းပြင်အောက်ကိုတူးဖော်ရေးပိုက်တွေချထားပြီးရေနံတယံဇာတအလွှာရှိတဲ့နေရာမှာရေနံကိုစုပ်ယူပါတယ်ကမ်းလွန်ပင်လယ်ပြင်မှာရှိတဲ့ရေနံတူးစင်တွေကမှုန်တိုင်းတန်တွေပင်လယ်စားငံရေတွေကြောင့်ပဲတူးစင်တန်ကြီးတွေတိုက်စားခံရတာတွေအပြင်ရေအောက်လုပ်ငန်းခွင်အန္တရာယ်တွေကလည်းရှိနေပါတယ်ပင်လယ်ထဲမှာရေနံတူးခြင်းကအခက်အခဲတွေအများကြီးရှိနေတဲ့အပြင်ရေနံတူးစင်တွေဆောက်လုပ်ရတာကလည်းလွယ်ကူတဲ့ကိစ္စတော့မဟုတ်ပါဘူး။ဝိဒရာရစရာဗီဒီယိုတွေနေ့စဉ်တက်ဆက်ပေးနေတာဖြစ်လို့အကောင့်လေးကို follow လုပ်ခဲ့ဖို့မမေ့ပါနဲ့နော်။